လူတယောက်ဟာမြို့ပြပုံစံငယ်လေးတစ်ခုပေါ်ကိုအယိုးတစ်ချောင်းလှမ်းပစ်လိုက်တဲ့အချိန်မှာပဲတကယ်ကဘာကမြို့လေခေါင်တက်တဲ့မှာအေယာမအယိုးကြီးတစ်ချောင်းရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူအဲ့ဒီပုံစံငယ်လေးကိုတေချာအနီးကပ်ကြည့်လိုက်တော့မှဒါဟာသူနေတဲ့မြို့နဲ့တထည်ရတယ်သူနေမှန်းသိလိုက်ရတယ်။အဲ့ဒီနောက်သူ့အိမ်ခေါင်မိုးပေါ်ကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ပုံစံနဲ့တပုံစံနဲ့တူတဲ့လူသေးသေးလေးတစ်ယောက်မတ်တရက်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။သူကစိတ်ဝင်စားသွားပြီးအဲ့ဒီပုံစံငယ်လေးပေါ်ကိုရေနဲ့ဖြန်းလိုက်တဲ့အခါအပြင်မှာတကယ်ပဲမိုးရွာလာပါတော့တယ်။သူကရေကို2ခါ3ခါလောက်ထပ်လောင်းချလိုက်တော့မိုးကပိုပြီးတော့တောင်တဲလာခဲ့ပါတယ်။သူတရင်ပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့လက်ဖြတ်သွားခဲ့ရတယ်။ဘာလို့လဲဆိုတော့သူရေလောင်းလိုက်တဲ့နေရာကွက်ကွက်လေးမှာပဲမိုးရွာနေပြီးမြို့ရဲ့ကျန်တဲ့နေရာတွေကတော့လုံးဝခြောက်သွေ့နေလို့ပါပဲ။အဲ့ဒီအချိန်မှာပဲသူသဘောပေါက်သွားခဲ့တယ်။ဒီပုံစံငယ်လေးဟာတကယ်ပြင်ပကဘာနဲ့တိုက်ရိုက်ချိတ်ဆက်နေတယ်ဆိုတာကိုပေါ့။နောက်ရက်မှာတော့စားတောက်ဆိုင်ကလူတွေအားလုံးမနေ့ကရွာခဲ့တဲ့ထူးဆန်းတဲ့မိုးကြောင့်ပဲပြောနေကြပါတယ်။ဆိုင်ရှင်မျိုးသမီးကလည်းဒီမိုးကြောင့်မို့လို့သူမပြင်ဆင်ထားတဲ့အလုပ်တွေအားလုံးပျက်စီးကုန်ပြီဆိုပြီးညှိတွားနေခဲ့တယ်။ဒါကိုကြားရတဲ့အခါမှာတော့အဲ့ဒီလူကသူမကိုကူညီပေးခြင်းစိတ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီညမှာပဲသူဟာလက်သေးညီတွေကိုတုံးပြီးပုံစံငယ်လေးတွေကစားတောက်ဆိုင်ကိုဆေးပြန်တုပ်ပေးလိုက်တယ်။နောက်တနေ့မနက်မှာတော့တကယ်ပြင်ပကဘာကစားတောက်ဆိုင်ဟာအသစ်ဆက်ဆက်အတိုင်းဖြစ်သွားခဲ့ပြီးဆိုင်ရှင်မလေးလည်းပြောမဆုံးဖြစ်သွားခဲ့ရပါတယ်။သူအိမ်ပြန်လမ်းမှာတော့လမ်းပေါ်မှာလဲကျနေတဲ့အသက်ကြီးကြီးအဖွားကိုတယောက်ကိုသတိပြုမိသွားတယ်။သူအနားကိုတိုးကြည့်လိုက်တဲ့အခါလမ်းလေခေါင်မှာအေယာမချင်းကြီးတစ်ချင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအဖွားကဒီချင်းကြီးရှိနေတာ3နှစ်တောင်ရှိပြီဖြစ်ကြောင်းလူတွေကနေတိုင်းတိုင်ကြားကြပေမဲ့မြို့တော်ဝင်ကတော့ဘာမှကိုဂရုမစိုက်ကြောင်းပြောပြရှာပါတယ်။အဲ့ဒီလူလည်းတိုင်ကြားစာတစ်တာကိုအိမ်ထဲလာပြီးအထက်ကစာတွေကိုတစောင်းချင်းထိုင်ဖတ်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဇာကနာကိုတုံးပြီးပုံစံငယ်လေးတွေကအမိုက်တွေနဲ့တစ်ပင်ချောက်တွေကိုလိုက်ကောက်ပြီးတန်ရှင်းရေးလုပ်ပေးခဲ့တယ်။တကယ်မြို့ကြီးကလည်းလိုက်ပြီးတန်ရှင်းတက်ရက်သွားခဲ့တာပေါ့။သူဟာတညလုံးမအိတ်တန်အလုပ်လုပ်ခဲ့ပြီးတဖြည်းဖြည်းနဲ့မြို့ကလေးဟာပြန်လည်လှပပြီးတက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။နောက်တနေ့မနက်မှာလူတွေရဲ့မျက်နှာပေါ်ကအပြုံးတွေကိုမြင်ရတဲ့အခါသူ့စိတ်ထဲမှာကြည်နူးပီတိဖြစ်သွားခဲ့ရတယ်။ဒါပေမဲ့သူကဒီထက်မကပိုးလုပ်ပေးချင်ပါသေးတယ်။ဘာလို့လဲဆိုတော့အဝေးပြေးလမ်းမကြီးအစ်စ်ပေါ်လာကြတဲ့ကဒီမျိုးလေးဟာလမ်းပန်းဆက်သွယ်ရေးတက်တောက်သွားပြီးလူသူအယောက်ပေါက်နေသွားခဲ့လို့ပါပဲ။ဒါကြောင့်သူကပုံစံငယ်မျိုးလေးရဲ့အဝင်ဝမှာအေယာမဆိုင်းဘုတ်ကြီးတစ်ခုကိုလုပ်ပြီးစိုက်ထုတ်ပေးလိုက်တယ်။အဝေးပြေးလမ်းမကနေဖြတ်မောင်းသွားတဲ့ကားသမားတွေကအဲ့ဒီဆိုင်းဘုတ်ကိုသတိထားမိပြီးမြို့ထဲကိုပြန်လည်ဝင်ရောက်လာကြတာကြောင့်မြို့ကလေးဟာပြန်လည်စီကားပြီးအသက်ဝင်လာခဲ့ပါတော့တယ်။အဲ့ဒီညမှာတော့သူဟာပြတင်းပေါက်နားမှာရက်ပြီးအပြင်ကလူအုပ်ကြီးကိုကြည့်ရင်သူလုပ်ခဲ့တဲ့အလုပ်တွေအတွက်ဂုဏ်ယူနေခဲ့ပါတယ်။ဒါပေမဲ့လူတွေအားလုံးကဒီကောင်းမှုကုသိုလ်တွေအားလုံးကိုမြို့တော်ဝင်ကြောင့်ဆိုပြီးအမွှမ်းတင်နေကြလိမ့်မယ်လို့သူလုံးဝမျှော်လင့်မထားခဲ့မိဘူး။လူတိုင်းကမြို့တော်ဝင်ကိုပဲပြန်လည်ရွေးချယ်ဖို့ပြောနေကြပြီးမြို့တော်ဝင်ကလည်းသူကိုယ်တိုင်ပဲအားလုံးကိုလုပ်ခဲ့တယ်လို့မျိုးအရှက်မရှိချီးကျူးစကားတွေကိုလက်ခံနေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အဲ့ဒီလူဟာဒေါသအလိမ့်လိမ့်ထွက်သွားခဲ့ရတယ်။သူကကြောက်ခဲတစ်လုံးကိုကောက်ကင်လိုက်ပြီးမြို့တော်ဝင်ကိုသင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တကယ်ပြင်ပကဘာမှာတော့အဲ့ဒီကြောက်ခဲဟာအောက်ကခဲတစ်ခုလိုမျိုးဝုန်းကနေပြုတ်ကျလာပြီးမြို့တော်ဝင်ရဲ့ကားပေါ်ကိုတက်တက်ကြီးကြားရောက်ပောက်ကွဲသွားခဲ့တယ်။ဒါပေမဲ့မြို့တော်ဝင်ကဒေါသထွက်မဲ့အစားဒီအောက်ကခဲကြောင့်မြို့ကိုကဘာလက်ခီးတွေပို့ပြီးလာကြလိမ့်မယ်ဆိုပြီးရှောက်ပြောပါတော့တယ်။အဲ့ဒီလူကတော့အခုထိဒေါသမပြေသေးပါဘူး။ညနေပိုင်းရောက်တဲ့အခါမှာတော့မြို့တော်ဝင်တယောက်တည်းလမ်းလျှောက်နေတာကိုမြင်လိုက်ရပြီးသူမွေးထားတဲ့အိမ်မွေးဆက်ကောင်ပင်ကူကြီးကိုပုံစံငယ်မျိုးလေးတွေကိုတိတ်တဆိတ်လွှတ်လိုက်ပါတော့တယ်။ကဲစဉ်းစားကြည့်ကြစို့တကယ်လို့ခီးသွားလို့စီမှာလဲတကယ်ကဘာကြီးကိုပြောင်းလဲပြစ်နိုင်တဲ့အခုလိုမော်ဆန်တဲ့မြို့ပြပုံစံငယ်လေးတစ်ခုရှိနေမယ်ဆိုရင်ကဘာကြီးပေါ်ကဘယ်အရာကိုအရင်ဆုံးပြောင်းလဲပြစ်ချင်ကြလဲ။သဘောထားတွေကိုခါမန်မှာရေးပေးခဲ့ကြပါဦးနော်။